မင်္ဂလာပါညီတို့ကျွန်တော်ဒီနေ့တနင်္ဂနွေနေ့မှာကျွန်တော်အကြိုက်ဆုံးနှစ်ပွဲပြောမယ်ကျွန်တော်မနေ့တုန်းကစနေနေ့တုန်းကလို့ပဲမနေ့တုန်းကတော့ကျွန်တော်တို့တွေအော်ဝင်ခဲ့တယ်ဝရဟန်ဘော်ဒီအပြေးစားရတယ်မိတ်ဘော်ဒီအပြေးရတယ်ပေါ့နော်ဒီနေ့တနင်္ဂနွေနေ့မှာကျွန်တော်ရဲ့အကြိုက်နှစ်ပွဲကတော့ဒီဘီလာကြီးရဲ့အချီပွဲစဉ်လေးဖြစ်တယ်လာလီဂါပွဲစဉ်လေးဖြစ်တယ်ဒီပွဲစဉ်လေးကတော့အစောပွဲလေးဖြစ်မယ်9နာရီခွဲမှာကန်မယ်ဖြစ်တယ်ဆိုတော့ဒီဘီလာကြီးရဲ့အချီကိုကျွန်တော်ခိုးပေါင်းအပေါ်ကြိုက်ပါတယ်တိုးပါပဲဘီလာကြီးရဲ့အချီပွဲစဉ်လေးကိုကျွန်တော်ဘီလာကြီးရဲ့ကိုပေါင်းအပေါ်ကြိုက်ပါတယ်နောက်တစ်ပွဲကတော့လမ်းနဲ့ smash ပွဲစဉ်လေးဖြစ်ပါတယ်ဒါပြင်သစ်လီကူပွဲစဉ်လေးဖြစ်တယ်ကြေးတွေကတော့ညီကိုတွေသိတဲ့အတိုင်းပဲเนาะကြေးတွေကတော့မပြောတော့ဘူးဗျာเนาะလမ်းအင်ရှင်ဖြစ်တယ်မတ်ကတော့အဝေးကွင်းလည်းဖြစ်တယ်လို့ဒီပြင်သစ်လီကူရဲ့ဇယားအောက်ဆုံးကအသင်းလည်းဖြစ်တယ်လမ်း PSG ကိုလိုက်ဖီအားပေးနေတဲ့အသင်းဖြစ်နေတဲ့အတွက်အင်ရှင်လမ်းနဲ့ပဲကျွန်တော်ရက်တည်ကြပါတယ်လမ်းဘော်ဒီဖြစ်ပါတယ်ညီကိုတို့ဒီနေ့တနင်္ဂနွေနေ့ရဲ့အကြိုက်နှစ်ပွဲကတော့ဒီပထမဆုံးပွဲကဘီလာကြီးရဲ့ကိုပေါင်းအပေါ်ဒုတိယပွဲကတော့လမ်းဘော်ဒီပဲဖြစ်ပါတယ်ညီကိုတို့အခုလည်းပါမနေ့ကလို့အော်ဝင်းပါစေဗျ